guys အားလုံးပဲမင်္ဂလာပါမူကီပါဒီနေ့မှာတော့မူကီကအမတယောက်ပြရထားတာအမလာရေးမလားမသိနေတယ်အမမသိဘူးနော်မူကီကိုဆော့ပြခိုင်းတာရှိလို့ဆိုပြီးမူကီဆော့ပြပါမူကီအတီးရောက်သူဆော့ပြခိုင်းတာပေါ့နော်ဒါပေမဲ့မူကီရဲ့ခောက်စားထုတ်နေအောင်မဆော့ပြတော့ဒီဂမီဘုံနေအောင်နေဆော့ပြပါမယ်တော့ပေးကြပါအောင်ရှင်မူကီဒါဆော့နေနဲ့ပြောချက်တခုရှိတော့ပေါ့နော်မူကီဘာပြောပါလဲဆိုတော့ပေါ့နော်ဒီကိုမူကီဗီဒီယိုကိုrecord junior က6လပိုင်း1ရက်နေ့ပေါ့နော်6လပိုင်း1ရက်နေ့ဖြစ်တဲ့အတွက်ကြောင့်မို့6လပိုင်း2ရက်နေ့ကျအကုန်ပဲကြောက်တက်ရအောင်ပါလေဟုတ်တယ်မလားကြောက်တက်ရအောင်မဲ့အတွက်ကြောင့်မလို့ပေါ့နော်မကီနောက်ဆုံးဗီဒီယိုမဟုတ်ဘူးမကီပြောစင်တခုရှိတော့ပေါ့နော်ဒီဗီဒီယိုကဟုတ်စားမကီဒီကဂျားဖြစ်ပြောရရဲဆိုရင်မကီဒီလာမယ့်နှစ်ကအစိုးရစာမယ့်နှစ်တော့မဟုတ်ဘူးနော်ဒီခုမနေ့ပြတရားမဲ့တန်းက G5 ငားတယ်ပေါ့နော်အစိုးရစစ်ပေါ့နော်အစိုးရစစ်ဖြစ်တဲ့အတွက်ကြောင့်မလို့လေးသားဟာလားလေးတဲ့လူတော့နေတော့မရတော့နေတဲ့မှာဒီတော့ယူနေကြရနေကခုဒီမှာပေါ့နော်အတော့ငွေတော့နေရတော့ဒါမှမဟုတ်ဘယ်သူတော့မှာလဲခါနော်ဒါရင်းတော့ပြပြန်လာခဲ့ဒီအစိုးရစစ်ပြတဲ့အတွက်ကြောင့်မလို့မူကီတို့ခုနကပြောနေတာစကားလက်ဆောင်မှမပြောက်သွားတယ်မူကီတို့ဒီလေးရက်မှာနေလို့ပေါ့နော်စာအုပ်ချက်ချိန်နေလို့မရတော့ဘူးပေါ့နော်အဲ့စာလို့ရအောင်ဖြစ်တဲ့အတွက်ကြောင့်မူကီ YouTube ကောအားမဆိုင်နိုင်ပဲပါဘူးလို့အဲ့ဒီအတွက်ကြောင့်မလို့မူကီကဒီပေါ့နော်လူဘလော့ဗီဒီယိုလဲဆိုပုံမှန်ရဆိုမူကီကစဉ်းစားထားတပတ်တစ်ခါတော့မူကီတင်မယ်ပေါ့နော်တပတ်တစ်ခါမှမတော့တယောက်တစ်ခါလောက်ရရောက်တော့ချင်းနေမူကီဒီဗီ YouTube လေးကချက်လာနားပြီးထားပါအောင်မယ် YouTube ကအမြဲဗီဒီယိုဝင်ကြည့်ပဲပေါ့နော်အဲ့တော့မူကီနဲ့စကားပြောစရာသူခဲ့ဆိုရင် YouTube ရဲ့ဒီ post တွေပါပေါ့နော်လာပြီးစကားပြောစီမှာဆိုအောင်ရှိထားလို့ရကြပါရှင်အဲ့တော့မူကီရုပ်ဂိမ်းပလေးတွေပဲဆက်ပြီးတော့လိုက်ကြအောင်ဟိုတိုင်းနဲ့စကားပြောရအောင်ပေါ့နော်မူကီအရင်တော့ channel မူကီ BB Kim ပေါ့နော်ဒီ channel လေးကပေါ့နော်ပြတ်သွားတယ်ပေါ့နော် YouTube policy နဲ့ညှိလို့ပြတ်သွားတယ်ပေါ့နော်အဲ့တော့မူကီလည်းမတက်နိုင်ဘူးပေါ့လေအဲ့တော့ဒီရုပ်စာဒီအခောက်လေးနဲ့မူကီဆော်နေတာပေါ့နော်အဲ့တော့ bye bye တက်တာပါရှင် bye bye မူကီဂျာလေးကိုလာပြောတာပါ